သူရစ်စာလို့ခေါ်တဲ့ကနုံးနေအခါမှာအမေဖြစ်တဲ့ပုဂ္ဂိုလ်ကသူ့ရဲ့သားလေးဖြစ်တဲ့ပုဂ္ဂိုလ်အတွက်ဗေဒင်လာပြီးတော့ပြီးတယ်ဒီသားလေးဘာကြောင့်အင်ဘောကနေပြီးတော့ဆင်းသွားတာလဲဘာကြောင့်အင်ဘောကနေထွက်သွားတာလဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုဖိုင်မှာကျွန်တော်ဒီကြောင့်ညီကိုမောင်နှမတွေဗေဒင်ပညာကိုလေ့လာလိုက်စားနေတဲ့ညီကိုမောင်နှမတွေဗေဒင်ပညာရှင်တွေဗေဒင်ဆရာတွေအတွက်ကျွန်တော်မိခွန်းလေးခြံခဲ့တာဖြစ်ပါတယ်အဲ့ဒီမိခွန်းလေးကိုကျွန်တော်ဒီကနေပြီးတော့တခါတည်းပြန်လည်ပြီးတော့ဖြေကြားပေးကြပါတယ်သူရစ်စာလို့ခေါ်တဲ့ကနုံးနေအခါမှာအမေဖြစ်တဲ့ပုဂ္ဂိုလ်ကသူ့ရဲ့သားလေးဖြစ်တဲ့ဘောရုဏနဲ့စပြီးတော့စနေနဲ့သုံးသပ်ပေးထားတဲ့ကောင်လေးတယောက်အတွက်ဗီဒီယိုလာပြီးတော့မိတာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့အခါတိုင်းနမိတ်သဘောတရားအရာနော်အမေဖြစ်တဲ့ပုဂ္ဂိုလ်ကိုစားလာပြီးတော့မိတာနဲ့ပဲဒီဘောရုသားအိမ်မှာမရှိတော့ဘူးလို့ကျွန်တော်အစောပိုင်းဗီဒီယိုဖိုင်မှာဟောတဲ့ပြောခဲ့တာဒီဘောရုသားဘာကြောင့်အိမ်ဘောကထွက်သွားတာလဲအိမ်ဘောကဆင်းသွားတာလဲအိမ်မှာဘာကြောင့်မရှိတာလဲဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့အဖြေရှာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြည့်အောင်သူရစ်စာလို့ခေါ်တဲ့ကနုံးနေအခါမှာလာတဲ့ဘောရုသားနေကအင်းဝလို့ခေါ်တဲ့ပြောမှလို့ရှိရင်အတွင်းရန်တက်မိတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်အင်းဝလို့ခေါ်တဲ့အတွင်းရန်တက်မိတယ်ဒါပေမဲ့လို့ကလေးလေးဟာအိမ်အောင်တဲ့မဟုတ်သေးတဲ့အရွယ်ရောက်နေတဲ့ကလေးတယောက်လေးကဖြစ်နေတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်အဲ့တော့ကလေးရဲ့အသက်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အသက်18နှစ်ပြည့်ကာပဲရှိပါသေးတယ်ဒါဆိုလို့ရှိရင်အသက်18နှစ်ပြည့်ကာပဲရှိသေးတယ်လို့ပြောလိုက်တာနဲ့တကယ်ဉာဏ်နဲ့ဆရာတွေဆိုလို့ရှိရင်သိကြပေါ့ဒီကလေးကအချီကြီးနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့တော့ခွေရလိုက်ပြီးတယ်လို့ခါတဲ့အာယုံထဲမှာစိတ်အသိဉာဏ်ထဲမှာအခါရတောင်မှမှတ်ချက်တွေပြုတ်နေတော့ပြီဆိုတာကိုသွားပြီးတော့တွေ့ရမှာဖြစ်ပါတယ်တကယ်ပဲအဲ့ဒီကလေးဒီအခါရဲ့သဘောတရားရကြည့်မယ်ဆိုလို့ရှိရင်တနုံးအနေနဲ့ဗုဒ္ဓဟူသည်အင်းဝလို့ခေါ်တဲ့ကျွန်တော်တို့အိမ်တော်အတွင်းရန်တက်မိနေတဲ့အချိန်ခါမှာဒီဗုဒ္ဓသားလေးကကြာရောက်နေတာဖြစ်တယ်ဥဝေလို့ခေါ်တဲ့ဓာတ်ရံနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီကလေးဟာမိသားစုတွေနဲ့အစင်မပြေတဲ့အတွက်ကြောင့်မလို့အိမ်ကနေထွက်ခွာသွားတယ်ဆိုတာကိုလည်းသွားပြီးတော့တွေ့ရတယ်ဒီနေရာမှာအင်းဝဥဝေလို့ခေါ်တဲ့အတွင်းရံနဲ့ဓာတ်ရံနှစ်ခုကိုတွဲပြီးတော့တောင်မှဒီကလေးဘာကြောင့်အင်ဘောကနေဆင်းသွားတယ်ဆိုတာကိုမြင်နိုင်မှာဖြစ်ပါတယ်ကဲထက်ကြည့်အောင်ဒီကလေးဘာကြောင့်အင်ဘောကဆင်းသွားတယ်ဆိုတော့ထပ်ပြီးတော့တေချာစီအောင်ထပ်ပြီးတော့ဆွဲကြည့်မယ်ဆိုသူ့ရဲ့အောက်မှာစနေကြိုရှိတာဖြစ်ပါတယ်စနေနဲ့သူဟာဂျမ်းလာလို့ခေါ်တဲ့အိမ်တော်မိတ်ဖက်တွေဖြစ်ပါတယ်ဟုတ်ပြီနော်အိမ်တော်မိတ်ဖက်တွေဖြစ်ပါတယ်ဒီကလေးဒီထပ်ပြီးတော့တေချာအောင်ထပ်ပြီးတော့ဆွဲမယ်ဆိုလို့ရှိရင်ဒီစနေနဲ့အင်္ဂါနဲ့ဟာကျွန်တော်တို့စောထွေလို့ခေါ်တဲ့စုပ်တော်ဆက်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကလေးကတေချာပေါက်သူ့ရဲ့ချစ်သူနဲ့ကိုယ့်ရလိုက်သွားတဲ့ကိစ္စမျိုးကြုံရဆွံရနိုင်တယ်ဆိုတာကိုတွေ့ရမြင်မှာဖြစ်ပါတယ်ကျွန်တော်အဲ့ဒီတော့တခါတည်းပဲအမရဲ့အမစိတ်မပူနဲ့အမရဲ့သားဖြစ်တဲ့ပုဂ္ဂိုလ်ကသူ့ရဲ့ချစ်သူနဲ့ကိုယ့်ရလိုက်ပြီးသွားတာလို့ကျွန်တော်ပြောတာဖြစ်ပါတယ်အဲ့မှာအမေဖြစ်တဲ့ပုဂ္ဂိုလ်ကကျွန်တော်ပြန်ပြီးတော့ပြောတယ်ဆရာကြီးအဲ့ဒါဆိုလို့ကျွန်တော်အဆင်ပြေမှာမဟုတ်ဘူးဘာညာနဲ့ဆိုပြီးတော့ကျွန်တော်ပြောတယ်ဆရာအတက်နိုင်ဆုံးရသလောက်ကျမတို့သားတွေကျမတို့စီကိုပြန်ပြီးတော့လာအောင်ဆက်သွယ်လာအောင်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့မဖြစ်တဲ့နာတွေမဖြစ်ရလေအောင်ကျမတို့အကောင်းဆုံးဖြစ်အောင်ဟိုဘက်ကမိဘတွေနဲ့ဒီဘက်ကမိဘတွေနဲ့အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်လို့ရအောင်ဆရာကျမကိုကူညီပေးပါလို့မေးလာတဲ့အခါမှာကျွန်တော်သုံးသွားတဲ့ရေရာလေးတစ်ခုရှိပါတယ်အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုတဲ့အခါကျတော့ကလေးလေးကိုကြည့်တဲ့အခါမှာကလေးလေးဒီဘုံလုံးနဲ့စပြီးတော့စနေနဲ့သုံးသပ်ပေးထားတဲ့နာမည်ပိုင်ရှင်ဖြစ်တယ်ဟုတ်ပြီနော်ဘုံလုံးနဲ့စပြီးတော့စနေနဲ့သုံးသပ်ပေးထားတဲ့နာမည်ပိုင်ရှင်ကသူရစ်စာလို့ခေါ်တဲ့တနုံးတွေအခါမှာကြာရောက်လာတယ်ဆိုလို့ရှိရင်စတူယန်ကနေပြီးအမြင့်ကိုသွားနေတဲ့နာမည်ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ရေရာလေးတစ်ခုလုပ်လိုက်တယ်အဲ့ဒါဘာလဲဆိုတော့ထညက်ပေါ့နော်ချမ်းလျက်လို့ခေါ်တယ်ကျွန်တော်တို့အညာလို့ခေါ်မယ်ဆိုရင်ထညက်လို့ခေါ်တယ်ကျွန်တော်တို့ဗမာစာနဲ့ကြည့်မယ်ဆိုလို့ရှိရင်ချမ်းလျက်လို့ခေါ်ပါတယ်ကျွန်တော်အဲ့ဒီမှာချမ်းလျက်28လုံးကိုရော်ထဲမှာရှိတဲ့ကလေးကိုကျွန်တော်ကျွေးခိုင်းတယ်ပြီးတော့ကျွန်တော်ခွေးတွေကိုကျွေးခိုင်းလိုက်ပါတယ်အဲ့လိုကျွေးပြီးတော့ဒီကလေးအတွက်ကိုကျွန်တော်ရေရာခြေပေးလိုက်ပါတယ်အဲ့လိုခြေပေးပြီးဆိုတာနဲ့ကျွန်တော်ဗာဆက်ပြီးလုပ်တယ်ဆိုတဲ့ခါကျတော့အပေါ်မှာရှိတယ်ကရမတ်ကိုတွေးပြီးတော့မြတ်စွာဘုရားကိုကျွန်တော်ပူဇော်ပူဇော်ခိုင်းပါတယ်ပြီးရင်ကျွန်တော်ပေါင်မုတ်နားချက်နဲ့မေမျိုးပန်းငါးဘုံကိုမြတ်စွာဘုရားကိုကတ်လူပြီးတော့လိုရာစုကိုတောင်းခိုင်းတာဖြစ်ပါတယ်အဲ့ဒီမှာပဲကလေးဖြစ်တဲ့ပုဂ္ဂိုလ်ကနောက်နေ့မနေ့ကျတော့သူ့ရဲ့အမဖြစ်တဲ့ပုဂ္ဂိုလ်ဖုန်းဆက်လာတဲ့အမရဲ့သားတို့တော့မိမခိုးသွားတာဟုတ်တယ်ဘာညာဆိုပြီးတော့သူ့အမကိုသတင်းစကားပြန်ပြီးတော့ပေးတယ်အဲ့ဒီမှာပဲထူးထူးခြားခြားအခါရဲ့နမိတ်ဆိုတာအမြဲတမ်းပဲအသက်ဝင်လေးရှိတယ်ဒီကလေးရဲ့ပြောမလို့ရှိရင်မိန်းကလေးဖြစ်တဲ့ပုဂ္ဂိုလ်ကြီးအခိုက်မှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အမှုပြဿနာစနေနံလို့ခေါ်တဲ့အမှုပြဿနာတွေအနှောက်အယှက်တွေနော်ဒါကျွန်တော်နန္ဒတော်စင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒေါနာပုံနာဘာညာတွေအကုန်လုံးပါသွားမှာတော့အမှန်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမှုခင်းတွေဘာတွေမဖြစ်ရလေအောင်ဆိုပြီးတော့ကျွန်တော်အကောင်းဆုံးတွေဖြစ်တဲ့ရေရာလေးတွေကိုတည်တည်ချာချာလေးဒီကလေးရဲ့နေညာနေနဲ့ကောမိသားစုတွေတော့ကောအထောက်ပံ့ဖြစ်စီဖို့အတွက်ကိုတည်တည်ချာချာလေးပေးလိုက်ပါတယ်
ဒါကြောင့်မလို့မြမကြီးကအင်္ဂါဝိဇ္ဇာဗေဒင်ပညာနဲ့ပတ်သက်ပြီးကြည့်မယ်ဆိုလို့ရှိရင်အင်္ဂါဝိဇ္ဇာဗေဒင်ပညာဟာဒီလိုမျိုးသဘောတရားတွေအများကြီးရှိပါတယ်ဒါကြောင့်မလို့လောကီစီရတရားလုပ်တော်မယ်ဆိုလို့ရှိရင်လောကီပညာရက်လောကီနယ်ပယ်ထဲမှာကျင်လည်ကျက်စားတော်မယ်ဆိုလို့ရှိရင်ဒီလောကီဗေဒင်ပညာရက်တွေကိုသင်ယူတဲ့အချိန်ကနေစတင်ပြီးတော့တည်တည်ချာချာလေးပညာကန်းတွေကိုတကွက်ဆိုတကွက်ချင်းနမိတ်ဆိုနမိတ်မှန်းသိအောင်အိဋ္ဌဆိုအိဋ္ဌမှန်းသိအောင်အနိဋ္ဌကိုအနိဋ္ဌမှန်းသိအောင်တည်တည်ချာချာလေးသင်ယူဖို့လိုအပ်ပါတယ်အဲ့လိုမျိုးမတည်ယူနိုင်ခဲ့တဲ့ပုံကိုယ်တွေကတော့ဖြင့်ပညာသင်ပြီးတော့6လတစ်နှစ်ကြာသွားတဲ့အခါမှာလည်းပဲလုံလောက်တဲ့ထူးချွန်တဲ့ဘီရင်စီရတယောက်ဖြစ်မလာဘူးဆိုတာကိုသွားပြီးတော့တွေ့ရပါတယ်